ဒီနေ့ KFC ဆိုတာကြက်ကြော်ဆိုရင်လူတိုင်းနှိပါသိကြတယ်ကဘာကျော် fast food brand တစ်ခုပါဒါပေမဲ့ KFC ရဲ့အစကတော့ဒီလောက်ကြီးမားတဲ့ restaurant chain တစ်ခုမဟုတ်ခဲ့ပါဘူးဒီဇက်လက်ရဲ့အဓိကလူကတော့ Conor Haran Center ပါစန္ဒာဟာ1890ခုနှစ်မှာအမေရိကန်နိုင်ငံခင်တက်ကီပြည်နယ်မှာမွေးဖွားခဲ့ပါတယ်သူ့ဘဝအစောပိုင်းမှာတော့အလုပ်မျိုးမျိုးလုပ်ခဲ့ပါတယ်တစ်ချိန်မှာလေယာလုပ်ငန်းနဲ့ဆက်ဆက်တဲ့အလုပ်တွေလုပ်ခဲ့တယ်နောက်ပိုင်းမှာစက်မှုလုပ်ငန်းနဲ့အခြားအလုပ်တွေကိုလည်းလုပ်ကိုင်ခဲ့ပါတယ်ဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာသူ့ဘဝရဲ့အရေးကြီးဆုံးအရာတစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။အစားအသောက်ချက်ပြုတ်ခြင်းစန္ဒာဟာခင်တက်ကီပြည်နယ်မှာလမ်းဘေးခရီးသွားတွေရနားနိုင်တဲ့ဆိုင်တစ်ခုမှာအစားအသောက်တွေရောင်းချခဲ့ပါတယ်။အဲဒီဆိုင်မှာသူ့ရဲ့ကြက်ကြော်ကလူကြိုက်များလာပါတယ်။သူ့ရဲ့ကြက်ကြော်မှာထူးခြားတဲ့အရာသာရှိပါတယ်။အဲဒီချိန်မှာစန္ဒာကသူ့ရဲ့ကြက်ကြော်ကိုပုံမမြန်ဆန်ပြီးအရာသာမပြတ်အောင်ချက်ပြုတ်နိုင်ဖို့နီလန်းအသစ်တွေကိုစမ်းသပ်ခဲ့ပါတယ်။နောက်ဆုံးမှာ pressure frying နီလန်းကိုအသုံးပြုပြီးကြက်သားကိုအချိန်တိုတွင်ချက်ပြုတ်နိုင်အောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စန္ဒာရဲ့ဘဝမှာအရာအလုံးအဆင်ပြေနေခဲ့တာတော့မဟုတ်ပါဘူး။သူ့ရဲ့ restaurant လုပ်ငန်းဟာအခြေအနေပြောင်းလဲမှုတွေကြောင့်ထိခိုက်ခဲ့ပါတယ်။လမ်းကြောင်းတွေပြောင်းလဲလာတယ်။ဖောက်တယ်တွေလျော့လာတယ်။သူ့ရဲ့ restaurant ကိုဆက်လက်ထိန်းသိမ်းဖို့ပိုခက်လာပါတယ်။အဲဒီချိန်မှာစန္ဒာဟာအသက်အရွယ်အားဖြင့်လည်းငယ်ရွယ်တဲ့စီးပွားရေးသမားမဟုတ်တော့ပါဘူး။လူများစုကအဲဒီရွယ်မှာအနားယူဖို့စဉ်းစားကြမှာပါ။ဒါပေမဲ့စန္ဒာကတော့ငါ့မှာရောင်းလို့ရတဲ့အရာတစ်ခုရှိသေးတယ်လို့ယုံကြည်ခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ကြက်ကြော်ချက်နီးဒီကနေ KFC ရဲ့နောက်ထပ်အခန်းကစတင်มาတော့တယ်။ restaurant ကိုမူလပုံစံနဲ့ဆက်မလုပ်နိုင်တော့တဲ့အခါစန္ဒာကလက်မလျှော့ခဲ့ပါဘူး။သူ့ရဲ့ကြက်ကြော်ချက်နီးကိုတခြား restaurant တွေစီတွားပြီးမိတ်ဆက်ပါတော့တယ်။အဲ့ဒီချိန်မှာသူလုပ်ခဲ့တာကယနေ့ခေတ် franchise စနစ်နဲ့ဆင်တူပါတယ်။ restaurant ပိုင်ရှင်တွေကသူ့ရဲ့ချက်နီးကိုအသုံးပြုမယ်။အဲ့ဒီအစားစန္ဒာကိုသတ်မှတ်ထားတဲ့အခကြေးငွေပေးမယ်။ဒီလိုနဲ့သူ့ရဲ့ကြက်ကြော်ဟာတဖြည်းဖြည်းနဲ့နေရာအများပြားကိုရောက်ရှိလာပါတယ်။သူ့ရဲ့ပုံရိပ်ကလည်း brand တစ်ခုရဲ့အစိတ်အပိုင်းဖြစ်လာပါတယ်။အဖြူရောင်ဝတ်စုံ၊လည်စည်းနဲ့မုတ်စိတ်ဖြူဖြူရှိတဲ့စန္ဒာရဲ့ပုံကိုလူတွေစတင်မှတ်မိလာကြပါတယ်။ Conor Center ဆိုတဲ့နာမည်ကလည်း KFC နဲ့ဆက်ဆက်လာပါတယ်။ဒီနေရာမှာအရေးကြီးတာကစန္ဒာစာအသက်ကြီးလာမှအောင်မြင်မှုကိုစတင်ရရှိခဲ့တာပါ။လူငယ်ဘဝတုန်းကအောင်မြင်မှုမရခဲ့လို့သူ့အိမ်မက်ကိုဆွတ်လွတ်ခဲ့တာမဟုတ်ပါဘူး။သူ့မှာရှိတဲ့အတွေ့အကြုံကိုအသုံးချပြီးနောက်ထပ်အခွင့်အရေးတစ်ခုဖန်တီးခဲ့တာပါ။ KFC ရဲ့ franchise စနစ်ကတဖြည်းဖြည်းကြီးထွားလာပါတယ်။ restaurant တစ်ဆိုင်နဲ့မဟုတ်တော့ပဲမြို့တစ်မြို့ကနေနောက်မြို့တစ်မြို့ပြည်နယ်တစ်ခုကနေနောက်ပြည်နယ်တစ်ခုကိုကြက်ကြော် brand တစ်ခုပြန့်နှံ့လာပါတယ်။ဒါပေမဲ့ KFC ရဲ့တိုးတက်မှုနဲ့အတူနောက်ထပ်အပြောင်းလဲတစ်ခုလည်းရောက်လာပါတယ်။စန္ဒာကသူတည်ဆောက်ထားတဲ့လုပ်ငန်းကိုနောက်ပိုင်းမှာရောင်းချခဲ့ပါတယ်။သူကိုယ်တိုင်ကတော့ KFC ရဲ့ brand ambassador တယောက်လိုဆက်လက်ပါဝင်ခဲ့ပြီး KFC ရဲ့ပုံရိပ်ကိုလူတွေရဲ့စိတ်ထဲမှာပုံမခိုင်မာစေခဲ့ပါတယ်။ဒီလိုနဲ့ Kentucky Fried Chicken ဆိုတဲ့နာမည်ကအမေရိကန်နိုင်ငံထဲမှာသာမကနိုင်ငံခြားတွေထိပါတဖြည်းဖြည်းရောက်ရှိလာပါတယ်။ KFC ရဲ့အောင်မြင်မှုဟာကြက်ကြော်အရသာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။အရေးကြီးဆုံးကတဆိုင်မှာအောင်မြင်တဲ့အစားအစာကိုဆိုင်မောင်းများစွာမှာအရသာတူတူနဲ့ရောင်းချနိုင်အောင်စနစ်တကျဖန်တီးနိုင်ခဲ့တာပါ။ဒါဟာ franchise လုပ်ငန်းရဲ့အားသာချက်ပါ။ဆိုင်တစ်ဆိုင်ကိုကိုယ်တိုင်ဖွင့်ပြီးကိုယ်တိုင်စီမံတာထက်ဒီတစ်ခုတိဆောက်ပြီးအဲ့ဒီစနစ်ကိုနေရာအများပြားမှာအသုံးချနိုင်ရင်လုပ်ငန်းကပုံမမြန်ဆန်စွာကြီးထွားနိုင်ပါတယ်။ KFC ကလည်းဒီစနစ်ကိုအသုံးချပြီးနိုင်ငံအများပြားကိုတဖြည်းဖြည်းချဲ့ထွင်လာပါတယ်။ဒီနေ့မှာတော့ KFC ဟာကမ္ဘာတစ်ဝန်းလူသိများတဲ့ fast food brand တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ KFC ရဲ့အထူးခြားဆုံးအချက်ကတော့ Conor Center ကိုယ်တိုင်ပါ။သူကအသက်ငယ်ငယ်မှာအောင်မြင်ခဲ့တဲ့စီးပွားရေးသမားမဟုတ်ပါဘူး။အသက်ကြီးလာတဲ့အချိန်မှာမှသူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုကိုရရှိခဲ့တာပါ။သူ့ရဲ့ဘဝကပြပြနေတာကအသက်အရွယ်ကအိမ်မက်တစ်ခုကိုအဆုံးသတ်ပေးတဲ့အရာမဟုတ်ဘူးဆိုတာပါ။ KFC ရဲ့ဇလန်းကနေအရေးကြီးဆုံးသင်ခန်းစာကတော့နောက်ကျသွားပြီဆိုတဲ့အချိန်ဆိုတာတကယ်တော့မရှိသေးနိုင်ပါဘူး။စန္ဒာဟာငယ်ရွယ်စဉ်မှာမအောင်မြင်ခဲ့တာတွေရှိပါတယ်။လုပ်ငန်းတွေပြောင်းခဲ့ရတယ်။အခက်အခဲတွေကြုံခဲ့ရတယ်။ဒါပေမဲ့သူ့မှာရှိတဲ့အတွေ့အကြုံနဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးနောက်ထပ်အခွင့်အရေးကိုရှာခဲ့ပါတယ်။နောက်ဆုံးမှာသူ့ရဲ့ကြက်ကြော်ချန်နီတစ်ခုကကဘာကျော် KFC brand ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် KFC ရဲ့ဇလန်းကကျမတို့ကိုပြပြနေတာကမင်းရဲ့အောင်မြင်မှုကဘယ်အသက်အရွယ်မှာရောက်လာမလဲဆိုတာမသိနိုင်ဘူး။အရေးကြီးတာကအခွင့်အရေးမရသေးတဲ့အချိန်မှာလက်မလျှော့ဖို့ပါပဲ။ကြက်ကြော်တပုံးရဲ့နောက်ွယ်မှာတော့အသက်အရွယ်ကြီးလာမှစတင်ခဲ့တဲ့အိမ်မက်တစ်ခုနဲ့ဘယ်တော့မှလက်မလျှော့ခဲ့တဲ့လူတစ်ယောက်ရဲ့ဇလန်းရှိနေပါတယ်။